ဒီနေ့ကတော့နိုဝင်ဘာ14ရက်2025 SGB ထိုကန် listing လုပ်တဲ့နေ့ပေါ့နော် SGB ထိုကန်ကိုဘယ်မှာ listing လုပ်လဲဆိုလို့ရှိရင် Messi ဆိုတဲ့ exchange တစ်ခုပေါ်မှာ listing လုပ်ပါတယ်နော် SU round 1နဲ့ SU round 2မှာကိုက SGB ထိုကန်တွေကိုဝယ်ထားခဲ့တာရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ထိုကန်တွေကိုရောင်းဖို့အတွက်ဒီ Messi ဆိုတဲ့ exchange app ကိုပထမဆုံးအနေနဲ့download လုပ်ပြီးတော့ account registration လုပ်ပြီးတော့ verify လုပ်ထားဖို့တော့ပထမဆုံးလိုမယ်နော် Messi app ကို download လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုမျိုး register လုပ်ရမလဲဘယ်လိုမျိုး verify လုပ်ရမလဲဆိုတာတော့တိကျမဲ့ထင်ပါတယ်တကယ်လို့မသိခဲ့ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီအတွက်တက်ဗီဒီယိုတစ်ခုလည်းလုပ်ပေးနိုင်လို့ရှိရင်ပြန်လုပ်ပေးမယ်ပေါ့နော်ကိုယ့်ရဲ့ Master Plan Development Plan ထဲမှာရှိနေတဲ့ STB ကိုစပြီးရောင်းတော့မယ်ဆိုလို့ရှိရင် project တစ်ခုချင်းစီလိုက်ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မှာ STB banking account ထဲကနေပြီးတော့ဒီ Messi ဆိုတဲ့ exchange 模ကိုကိုယ့်ရဲ့ STB token တွေကိုပထမဆုံးအနေနဲ့ withdraw လုပ်ဖို့လိုပဲပေါ့နော်အခုကတော့ STB bank ကနေပြီးတော့ Messi platform ပေါ်ကို deposit လုပ်တာကိုတော့မပြောပြတော့ဘူးပေါ့နော်အခုကဒီ Messi exchange ပေါ်မှာပဲကိုယ့်ရဲ့ STB token ကိုဘယ်လိုမျိုးရောင်းမလဲဆိုတာကိုပြောပြပေးမယ်ပေါ့နော်ဒီ Messi exchange app ကို download လုပ်ပြီး registration လုပ်ပြီးပြီဆိုလို့ရှိရင် Messi app လေးကိုဖွင့်လိုက်မယ်နော်အခုဆိုလို့ရှိရင်ကိုက Messi application လေးကိုရောက်နေပြီပေါ့နော် Messi exchange ကိုရောက်နေပြီပေါ့လက်ရှိမှာဆိုလို့ရှိရင်ဒီကနေ့က STB token ကို listing လုပ်တာဆိုတော့ဒီကနေ့လက်ရှိ STB ရဲ့ဈေးကဒီမှာပေါ့နော်ကြည့်လို့ရတယ်လက်ရှိပေါက်ဈေးက 0.0045 ပေါ့နော်ဒီရဲ့ကိုတစ်ချက်ဝင်ကြည့်လိုက်မယ်နော်STB token ကိုဒီနေ့မြန်မာအချိန်4နာရီလောက်တော့ listing လုပ်တာပေါ့နော်သူစ listing လုပ်ချင်မှာတော့ဒီအနေဆုံးဈေးအဖွင့်ဈေးပေါ့နော်ဖွင့်ဈေးက 0.001 နဲ့ဖွင့်ခဲ့တယ်ပေါ့အမြင့်ဆုံးရောက်ခဲ့တဲ့ဈေးကတော့ 0.01 အထိအမြင့်ဆုံးရောက်ခဲ့တယ်ပေါ့နော်လက်ရှိချိန်မှာတော့ 0.0045 ပေါ့နော်ဈေးရသူ့ရဲ့ဈေးရပေါ့နော်ကိုယ့်ရဲ့ SGB token ဒီ Messi exchange ကိုရောက်မြောက်ကိုကြည့်နေဆိုလို့ရှိရင်ဒီ wallet ထဲကိုတစ်ချက်သွားလိုက်ပေါ့နော်ဒီ wallet ထဲမှာကိုယ့်ရဲ့ SGB token လေးဒီရောက်နေလိမ့်မယ်ပေါ့နော်ဒီ overview ထဲမှာလည်းဝင်ကြည့်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့မှာ SGB token တွေကိုဘယ်လိုရောင်းမလဲဆိုတော့တစ်ချက်ကြည့်အောင်နော်ဒီရောင်းတော့မယ်ကိုယ့်ရဲ့ STB token ကိုရောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီ trade ဆိုတဲ့ tab ထဲကိုတစ်ချက်ဝင်လိုက်ပေါ့နော်ကဲအခု Messi exchange ပေါ်ကိုရောက်နေတဲ့ကိုယ့်ရဲ့ STB token တွေကိုရောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီ trade ဆိုတဲ့ tab ထဲကိုဝင်ပေးပါနော်ဒီ trade ဆိုတဲ့ tab ထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပုံမှာပေါ့နော်ကိုရွေးရတဲ့နေရာလေးတစ်ခုရှိရကိုယ့်ရဲ့ token တွေ coin တွေရွေးရတဲ့နေရာပေါ့နော်အဲ့မှာတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကရွေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာ STB USD လို့ပေါ်နေတကယ်လို့အဲ့ဒီလိုမျိုးမပေါ်နေခဲ့ဘူးဆိုလို့ရှိရင်ဒီနေရာမှာတစ်ချက်နှိပ်ပြီးပါနော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာရွေးထားပြီးသားဖြစ်တဲ့ကြောင့်ဒီ recent view မှာပေါ်နေရပေါ့နော်တကယ်လို့အဲ့ဒီလိုမျိုးမပေါ်ခဲ့ဘူးဆိုလို့ရှိရင်လည်းsearch ပေါက်ကနေပြီးတော့ရိုက်ရှာလို့ရတယ်နော်ဒီမှာ STB လို့ရိုက်ရှာလိုက်လေဆိုလို့ရှိရင်ဒီမှာ STB token ကိုတွေ့ရမှာပေါ့နော်ဒီကောင်တစ်ချက်ရွေးလိုက်ပါနော်ဒါမှဒီကောင်ဆိုလို့ရှိရင်တစ်ချက်ပြန်ပြီးတော့စစ်ကြည့်ပေါ့နော်ဒီမှာကိုရောင်းလိုက်လုံးမဲ့ဟာ STB
SGB USDT ဖြစ်ကိုပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရွေးကိုကရောင်းမှဖြစ်တဲ့ကြောင့်ဒီမှာဘိုင်ရှိရယ်ဆဲရှိရယ်ကိုကSGB token တွေကိုအခုမှဝယ်ချင်တာဆိုလို့ရှိရင်ဘိုင်ထဲမှာဝယ်လို့ရအခုကတော့ကိုက SGB token တွေကိုရောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆဲဆိုတဲ့အားလေးကိုရွေးထားဖို့လိုရပေါ့နော်ဒီဆဲကိုရွေးထားပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကိုရောင်းဝယ်ရတော့မယ်ဆိုလို့ရှိရင်သူ option ကဒီမှာတစ်ချက်နှိပ်ကြည့်လိုက်ပေါ့နော် option မှာဒီမှာ၄မျိုးလောက်ရှိရပေါ့နော်တကယ်လို့ကိုကဘယ် option နဲ့ရွေးမှလဲရောင်းမှလဲဆိုတော့ကိုရွေးလို့ရတယ်ပေါ့နော်ဒီ option တစ်ခုချင်းစီကိုကျွန်တော်တစ်ချက်ရှင်းပြပေးမယ်နော်ဒီမှာ market ဆိုတဲ့ဟာကိုတစ်ချက်ကြည့်အောင်နော်ဒီ market option ကိုရွေးထားခဲ့မယ်ဆိုလို့ရှိရင်ကိုကဒီမှာကိုယ့်ရဲ့ SGB ရောင်းခြင်းနဲ့ကိုယ့်ရဲ့ SGB အမောက်ကိုရိုက်ထည့်လိုက်ရောက်ပြီပေါ့နော်ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဆဲဆိုတဲ့ clock လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ SGB token တွေကိုဒီ market ရမှာဈေးနှုန်းအတိုင်းပဲ market ထဲမှာရှိနေတဲ့ဈေးနှုန်းအတိုင်းပဲပေါ့နော်သူရောင်းပြီးသွားမှာပေါ့နော်ဒီလက်ရှိ market ထဲ market ရဲ့ဈေး market ထဲမှာဆိုလို့ရှိရင်ဒါပါတော့ကျွန်တော်တို့ 0.0045 ဈေးနှုန်းရှိရပေါ့နော်ဒီဈေးနှုန်းတိုင်းပဲသူကဈေးကိုဖြတ်ပြီးသွားမှာပေါ့နော်ရောင်းပြီးသွားမှာပေါ့ဒါကတော့ market ပေါ့နော် market ကိုရွေးမယ်ရွေးပြီးသွားရင်ကိုယ့်ရဲ့မှာ SGB token တွေကိုရောင်းနေတဲ့ SGB token အရေးအတွက်ကိုဒီမှာထည့်ပေးမယ်ဆဲ SGB ဆိုတာကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီလက်ရှိ market ရဲ့မှာဈေးနဲ့ 0.0044 နဲ့ရောင်းပြီးသွားမှာပေါ့နော် limit order ကိုတစ်ချက်ကြည့်အောင်နော်ကိုကတကယ်လို့ limit order ကိုရွေးထားခဲ့မယ်ဆိုလို့ရှိရင် limit order ရဲ့သဘောတရားရဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုရောင်းနေတဲ့ဈေးကိုကိုတတ်မှတ်ပေးရတာပေါ့နော်လက်ရှိ SGB token ရဲ့ဈေးနှုန်းက 0.0044 ကိုရောက်နေရပေါ့တကယ်လို့ကိုကဟုတ်ပြီဒီဈေးနှုန်းကိုမကြိုက်ဘူးပေါ့နော်ကိုကဒီထက်ဈေးမြင့်နဲ့ရောင်းချင်တယ်ဆိုလို့ရှိရင်ကိုကတတ်မှတ်ပေးထားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုက 0.00 နဲ့မရောင်းချင်ဘူးကိုက 0.00 5လောက်ထိရောင်းချင်တယ်ဆိုလို့ရှိရင်ဒီ price နေရာမှာပေါ့နော် 0.005 လို့ရွေးထားခဲ့မယ်ဆိုလို့ရှိရင်ဒီဈေးနှုန်းက 0.005 ကိုရောက်လာပြီဆိုတာနဲ့ရောင်းပေးတော့မှာပေါ့နော်ဒီမှာကိုယ့်ရဲ့ SGB token အမောင့်ကိုထည့် limit option ကိုရွေးထားခဲ့မယ်ဆိုလို့ရှိရင်ကိုရောင်းချင်တဲ့ဈေးနှုန်းကိုရွေးပေါ့နော်ကိုက 0.005 ကိုရောင်းချင်တာ 0.006 ကိုရောင်းချင်တာပေါ့နော် 0.006 မှာကိုရောင်းချင်တယ်ဆိုလို့ရှိရင်ဒီလက်ရှိဈေးနှုန်းက 0.006 ထိရောက်လာခဲ့မှကိုယ့်ရဲ့ token တွေကိုရောင်းပေးသွားမှာပေါ့နော်ကိုရောင်းချင်တဲ့ဈေးနှုန်းက 0.006 လက်ရှိဈေးကကိုရောင်းချင်တဲ့အမောက်တက်လာပဲလက်ရှိဈေးနှုန်းကနေပြီးတော့ကျသွားခဲ့မယ်ဆိုလို့ရှိရင်လည်းဒီရောင်းဝယ်ကအလုပ်ဖြစ်သွားမှာမဟုတ်ဘူးပေါ့နော်သူကတော့ limit option ပေါ့နော်သူရဲ့အဓိကလောက်ကတော့ကိုရောင်းချင်တဲ့အမောက်တစ်ခုကနေပြီးတော့ကြိုပြီး order တင်ထားတဲ့သဘောပေါ့နော်ကိုရောင်းချင်တဲ့ဈေးနှုန်းကိုရွေးပေးမယ်တတ်မှတ်ပေးထားပေးမှာပေါ့နော်ကိုရောင်းချင်တဲ့အမောက်ကိုဈေးတက်လာခဲ့မယ်ဆိုလို့ရှိရင်ဒီကိုလိုချင်တဲ့ဈေးနဲ့သူကရောင်းပေးသွားမှာပေါ့နော်ဒီမှာတော့ဒီ Messi exchange ပေါ်မှာတော့ဒီမှာ option က၄မျိုးရှိရပေါ့နော် limit ရှိရ market ရှိရ stop limit ရှိရပေါ့နောက်တစ်ခုက OCO ရှိရပေါ့နော်အခု limit နဲ့ market ကိုရှင်းပြပြီးသွားပြီဆိုတော့ပြောပြပြီးသွားပြီဆိုတော့ဒီ stop limit လေးကိုကြည့်အောင်နော်stop limit မှာကျတော့သူကကိုလက်ရှိလိုချင်တဲ့ဈေးနှုန်းနဲ့ရောင်းမှမဟုတ်ဘဲနဲ့ပေါ့နော်လက်ရှိရောက်နေတဲ့ဈေးနှုန်းရမှာအောက်မှာ price ကိုထားပြီးတော့ကိုရောင်းချတဲ့သဘောပေါ့နော် beginner တွေအတွက်ဆိုလို့ရှိရင်အခုမှစပြီးလုံးမဲ့သူတွေအတွက်ဆိုလို့ရှိရင်ကဒီ limit နဲ့ market နှစ်မျိုးလောက်ဆိုလို့ရှိရင်အဆင်ပြေပါတယ်နော်ဒါကတော့လိုရမယ့်ရလိမ့်မစလုံးကိုဒီတိုင်းပဲရှင်းပြပေးရပါတော့မဖြစ်မနေသိရမှာဒီ limit နဲ့ market ကိုသိရမှာပေါ့နော်ဒီ stop limit ရဲ့သဘောကကြတော့သူကလက်ရှိရောက်နေတဲ့ဈေးနှုန်းထက်ကိုဈေးနှုန်းကိုထပ်ပြီးတော့မကျသွားစေချင်ဘူးဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ကိုကဈေးကျတာကိုမလိုချင်ဘူးပေါ့နော်လက်ရှိ 0.004 အောက်ကိုကျသွားခဲ့မယ်ဆိုလို့ရှိရင်အဆင်မပြေဘူးမလိုချင်ဘူးဆိုလို့ရှိရင်ဒီထက်တော့
အကြမခံရင်တော့ဆိုလို့ရှိရင်0.003 နဲ့ဝယ်ထားတယ်ဆိုတော့အရှိစေးနှုန်းက0.0042ပေါ့နော်0.004အောက်ကိုထပ်ပြီးတော့ကျသွားပြီးမှမရောင်းချင်ဘူးဆိုလို့ရှိရင်ဒီဈေးနှုန်းကို stock limit မှာဆိုလို့ရှိရင်သူ့ရဲ့ဈေးနှုန်းကို0.0040ထားပေးရမယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့အမောက်ဒီမှာဖြည့်ဖို့ trigger price ဆိုတာကြတော့ဒီသတ်မှတ်ထားတဲ့ဈေးနှုန်းပေါ့နော်ဒီကိုရောင်းမဲ့ဈေးနှုန်းကိုဘယ်အချိန်မှာ activate လုပ်နေဆိုတာပေါ့နော်ဒါပါတော့ကိုက0.0041ကိုထားလိုက်မယ်ပေါ့နော်0.004ကိုဈေးရောက်သွားခဲ့မယ်ဆိုလို့ရှိရင်ဒီ order ကိုဒီကိုရဲ့ STB ထိုးကောင်ကိုရောင်းပေးတော့မှာပေါ့နော်နောက်တစ်ခုကိုထပ်ကြည့်အောင်နော်နောက်တစ်ခုက OCO ပေါ့ OCO ကကြတော့နှစ်မျိုးပေါင်းထားတာပေါ့နော်ဒီ limit နဲ့ store limit ကိုဒီ function နှစ်ခုကိုပေါင်းထားတဲ့သဘောပေါ့ဆို limit ကကြတော့စောစောကသဘောတရားအတိုင်းပဲကိုလိုချင်တဲ့ဈေးနှုန်းပေါ့ကိုလိုချင်တဲ့ဈေးနှုန်းက0.006ဆိုပါတော့နော်ကိုက0.006တောင်းမလို့ရှိရင်0.008လောက်ထိလိုချင်တယ်ပေါ့နော်0.008ထိ8ကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်ဈေးတက်ခဲ့မယ်ဆိုလို့ရှိရင်ကိုကရောင်းမယ်ပေါ့နော်ဒီမှာဒီကိုလိုချင်တဲ့ဈေးနှုန်းကိုဖြည့်ပြရမယ်ပေါ့နော်ဒီ store limit မှာကြတော့ဒီကိုကလက်ရှိဈေးနှုန်းထက်အများကြီးထပ်ပြီးတော့မကျသွားသေးချင်ဘူးပေါ့နော်0.0040အောက်ကိုဈေးထပ်ပြီးတော့ကျတာကိုမစောင့်ချင်ဘူးဆိုလို့ရှိရင်ဒီမှာ0.004ဆိုပြီးဖြည့်ပေးလိုက်ပေါ့နော်သဘောတရားရာတော့သူက1 cassette အားသားပေါ့နော်သူ့ရဲ့သဘောတရားရာလက်ရှိဈေးနှုန်းရဲ့ပေါ်မှာရောအောက်မှာရောထားပြီးရပေါ့နော်price က upper price ကိုထိသွားခဲ့မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ troll ကောင်ကိုရောင်းပေးတော့မှာပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ lower price ကိုဈေးနှုန်းကကျသွားခဲ့မယ်ဆိုလို့ရှိရင်ထိသွားခဲ့မယ်ဆိုလို့ရှိရင်လည်းဈေးကိုရောင်းပေးတော့မှာပေါ့ဒီ trigger price ဆိုတာကျတော့ဒီကျွန်တော်တို့ထားတဲ့ stock limit 0.004 ဆိုတဲ့ stock limit ကို activate လုပ်တဲ့ price ပေါ့နော်ပုံမှန်အဖြစ် 0.00 ပေါ့ဆိုပြီးအတူထားလိုက်လို့လည်းရတယ်ပေါ့နော်ဒါမှမဟုတ်ရှင်ကိုက0.00 0.039ဆိုပြီးထားလိုက်လို့လည်းရတယ်လက်ရှိဈေးနှုန်းက 0.039 ကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်ဒီ stock limit order ဖြစ်တဲ့0.004ကactivate ဖြစ်သွားမယ်ပေါ့နော်ဒီ0.0039 ကိုဈေးကျပြီးသွားပြီဆိုလို့ရှိရင်0.004ဒီဈေးကထပ်ပြီးကျနေမယ်ဆိုလို့ရှိရင်ဒီ order ကိုfail လုပ်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ order exit ဖြစ်သွားမှာပေါ့နော်အခုကတော့ကိုကရိုးတတန်းပဲရောင်းဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ limit လေးကိုထားလိုက်မယ်ပေါ့နော် limit ကိုစောစောတော့ပြောသလိုပဲပေါ့နော်ကိုကဘယ်ဈေးလိုချင်တာလဲလိုချင်တဲ့ဈေးပေါ့လိုချင်တဲ့ဈေးကိုဒီမှာရေးပေးရမယ်ပေါ့နော်လိုချင်တဲ့ဈေးက 0.005 နဲ့ရောင်းပါလားကျွန်တော်ကလက်ရှိဈေးနှုန်းနဲ့အဆင်မပြေဘူးပေါ့နော်0.008 လောက်လိုချင်တယ်ပေါ့နော်ဈေးနှုန်းကိုလည်း0.008 အထိပြန်တက်လာမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်ဒီဈေးနှုန်းကို0.008ဆိုတာကိုထားလိုက်ပြီးတော့ဒီမှာကိုရောင်းချင်တဲ့ amount တစ်ခုရေးပေးလိုက်ပါနော်ကိုကဘယ်လောက်ရောင်းမှလဲ1000လား1000လား5000လား1သိန်းလားပေါ့နော်လောလောဆယ်1000ကိုပဲရောင်းထားအောင်ပေါ့လေနော်ဒီမှာလိုချင်တဲ့ဈေးလည်းရေးပြီးသွားပြီကိုရောင်းချင်တဲ့အမောက်ကိုလည်းရေးထားပြီးသွားပြီဆိုလို့ရှိရင်10ဆိုရခလုတ်လေးကိုနှိပ်လိုက်လို့ရပြီနော်ဒီမှာဒီ SGB token amount 1000ပေါ့နော်1000ကို price 0.008 နဲ့ရောင်းဝယ်ဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်ကိုက$80ရမှာပေါ့လေနော်$80ကိုရောင်းလိုက်တဲ့သဘောပေါ့မဆဲဆိုရခလို့လေး order confirmation ပေါ့နော်ဒါကို confirm ဖြစ်တယ်ဆိုလို့ရှိရင်ဒီ
SGB ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးပါနော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူကဒီလက်ရှိ open order အောက်မှာသူပြပေးလိမ့်မယ်ပေါ့နော်ဒီလက်ရှိဈေးနှုန်းကကိုသတ်မှတ်ထားတဲ့ 0.008 ထိဈေးတက်လာခဲ့မယ်ဆိုလို့ရှိရင်သူကရောင်းပြီးသွားမှာပေါ့လေနော်တကယ်လို့ကိုက edit ပြန်လုပ်ရှင်နေဆိုလို့ရှိရင်လည်းဒီခဲတံပို့လေးနှိပ်လိုက်ပေါ့ဒီမှာ adjust ပြန်လုပ်လို့ရတယ်ရောင်းခြင်းနဲ့ amount ရလို့ရှိရင်ရောင်းခြင်းနဲ့ဈေးနှုန်းပေါ့အဲ့ဒါကို adjust ပြန်လုပ်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကိုကမဟုတ်ဘူးပြန်ပြီးတော့ cancel လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရပါပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ order ဘေးနားမှာဒီ cancel ဆိုတာလေးရှိရပေါ့နော်ဒီ cancel ဆိုတာလေးကကျတော့ဒီ order တစ်ခုတည်းကိုပဲ close လုပ်ပြီးသွားတာပေါ့နော်ဒီမှာအပေါ်မှာဆိုလို့ရှိရင် cancel all ဆိုတာလေးရှိရမှာနော်ဒီ cancel all ဆိုတာကျတော့ကို့မှာ order တစ်ခုတည်းမကဘူး3-4ခုရှိနေဆိုလို့ရှိရင်ရှိတဲ့ order အကုန်လုံးပိတ်သွားပြီးမှာပေါ့နော် complete ဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းဒီ order history ထဲမှာချက်ကြည့်လို့ရတာပေါ့နော် order history ထဲမှာချက်ကြည့်လို့ရတယ်ဟိုအရောင်းဝယ်ဖြစ်သွားတယ်ကိုယ့်ရဲ့ order complete ဖြစ်သွားတာကိုဒီမှာလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော် SGB token ကိုဒီ Maxi Exchange ပေါ်မှာတောင်းတာကိုဒါပြပေးထားတာပေါ့နော်တကယ်လို့ကိုယ့်ရဲ့ SGB token နဲ့ token ကိုဒီ Maxi Exchange ပေါ်မှာ deposit လုပ်ပြီးသွားပြီဆိုလို့ရှိရင်ရွှေ့ပြီးသွားပြီဆိုလို့ရှိရင်ကိုရောင်းချင်တယ်ဆိုလို့ရှိရင်ဒီနည်းလက်တိုင်းပဲရောင်းလို့ရပါတယ်နော်ကိုယ့်ရဲ့ SGB token တွေကို SGB ban နဲ့ကနေပြီးတော့ Maxi Exchange ပေါ်ကိုဘယ်လိုမျိုး withdraw လုပ်ရမလဲ deposit လုပ်ရမလဲဆိုတာကိုမသိဘူးဆိုလို့ရှိရင်တော့ withdraw လုပ်ပုံလုပ်နည်းဒီ Maxi Exchange ပေါ်ကို deposit လုပ်ပုံလုပ်နည်းလေးကိုတည်တဲ့ video တစ်ခုလုပ်ပြီးမှာပေါ့နော်